Hello အားလုံးပဲမင်္ဂလာပါရှင် IC Korean Language Class Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ EPS သင်ရိုးအသစ်ရဲ့အခန်းနှစ်ထဲကမွန်းသွားဝါဂျုံပို့လေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးမရှင်းပြခင်မှာနောက်လေဒီ channel လေးကနေတဆင် EPS နဲ့ပတ်သက်တာတွေကိုရီးယားနဲ့စာနဲ့ပတ်သက်တာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးတော့လေ့လာစောင့်ကြည့်အားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဟုတ်ပြီအဲ့ဆိုစလိုက်ကြရအောင်နော်အရင်ဆုံးခေါင်းစဉ်ကိုကြည့်မယ်ခေါင်းစဉ်ကရေးထားတာက한국에서 아트락의 생필품을 구입하는 팁ဟုတ်ပြီ한국에서 한국ဆိုတာကိုရီးယား에서ဆိုတာမှာကိုရီးယားနိုင်ငံမှာတဲ့ 아트락의 아트라라ဆိုတာချိုးချံချွေတာတယ်လို့တိုက်ရိုက်အဓိပ္ပာယ်ရပါတယ်ဒီမှာတော့ 아트락의 개ရဲ့အဓိပ္ပာယ်ကစွာလို့ဒီမှာဘာသာပြန်မယ်ချိုးချံချီတာဆိုတာတနည်းအားဖြင့်စေသက်တာစွာပေါ့နော်မြန်မာလိုအစီအပြောင်းဘာသာပြန်ရင်အဲ့တော့ကိုရီးယားနိုင်ငံမှာဇေသက်တာစွာနဲ့နော်ချိုးချိုးချံချံနဲ့ဒီ생필품ဆိုတာဘယ်လိုပြောမလဲနေထိုင်မှုဘဝအတွက်အသုံးလိုတဲ့ပစ္စည်းတွေเนาะကိုနေထိုင်မှုဘဝမှာအသုံးလိုတဲ့ပစ္စည်းတွေဆိုတာအများကြီးပဲစားစရာလည်းဖြစ်နိုင်တယ်အသုံးဆောင်လည်းဖြစ်နိုင်တယ်စသဖြင့်ပေါ့နော်အဲ့တော့ 생필품 เนาะဒီဘဝနေထိုင်မှုအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတဲ့구입하다ဆိုတာဝယ်ယူသည်အနောက်က는ဆိုတာတဲ့လို့အဓိပ္ပာယ်ရတယ်ဝယ်ယူတဲ့ဒီ grammar တွေကဒီအစာပိုင်းခန်းတွေမှာတော့သင်ရသေးမှာမဟုတ်ဘူးပေါ့နော်ဒီတိုင်းပဲမှတ်ထားပြီเนาะအဲ့တော့ 구입하는ဝယ်ယူတဲ့tip တဲ့ tip ဆိုတာအင်္ဂလိပ်လို TIP tip ကနေလာတာပါเนาะအဲ့တော့ 구입하는ဝယ်ယူတဲ့ tip ဆိုတာအကြံပေးအချက်လက်တွေပေါ့သူပြောချင်တာအဲ့တော့ပြန်ပြောမယ်เนาะခေါင်းစဉ်한국에서ကိုရီးယားနိုင်ငံမှာ아트락의ချိုးချံချွေတာစွာနဲ့တနည်းအားဖြင့်စေသက်တာစွာနဲ့생필품을ဘဝနေထိုင်မှုပစ္စည်းတွေကို구입하는ဝယ်ယူတဲ့ tip အချက်လက်တွေเนาะဝယ်ယူနိုင်တဲ့အချက်တွေဟုတ်ပြီအောက်မှာပထမပိုင်မှာရေးထားတယ်대형마트에서는နဲ့ပထမရေးထားတာတွေ့မယ်နော်대형마트ဆိုတာ 마트ဆိုတာအင်္ဂလိပ်လို mat ကနေလာတာ supermarket လိုဟာမျိုးတွေကိုပြောချင်တာရှေ့က대형ဆိုတာကြီးတာကိုပြောတာ대형마트ဆိုရင် supermarket အကြီးတွေကိုပြောချင်တာအဲ့တော့대형마트에서는 supermarket အကြီးတွေမှာတော့တဲ့နောက်က종종ဆိုတာအဓိပ္ပာယ်နှစ်မျိုးရတယ်တခါတရံလို့လည်းရတယ်အမျိုးမျိုးလို့လည်းဘာသာပြန်လို့ရတယ်ဒီနေရာမှာတော့တခါတရံလို့ဘာသာပြန်လိုက်မယ်အဲ့တော့စူပါမားကတ်အကြီးတွေမှာတဲ့ဂျုံတခါတရံအနောက်ကနော်1+1 သို့မဟုတ်ပါလေ2+1မြန်မာမှာလည်းရှိပါတယ်တစ်ခုဝယ်တစ်ခုလက်ဆောင်လို့နှစ်ခုဝယ်ရင်တစ်ခုရမယ်လို့စသဖြင့်ဒါမျိုးတွေကိုပြောတာเนาะအဲ့တော့အဲ့လိုဂျုံတခါတရံဆိုပြီးတော့အနောက်က1+1 သို့မဟုတ်2+1စသဖြင့်နောက်တစ်ခုကတိုးနန်းဆိုတာပြီးတော့ဂျူမာတစ်ကီဝါဂျူမာဆိုတာပိတ်ရက်တစ်ကီဆိုတာထူးခြားချက်เนาะပိတ်ရက်အထူး special ပေါ့မြန်မာလိုပြောဘာသာပြန်မယ်ဆိုရင်เนาะပိတ်ရက်အထူး special နောက်ကဝါကထင်းဆိုတာကဲ့သို့တော်လို့ဘာသာပြန်မယ်ကထင်းရဲ့တိုက်ရိုက်တွေပြတူညီတော့ဒီမှာတော့ကဲ့သို့တော်လို့အစဉ်ပြောင်းပြန်မယ်အဲ့တော့ပိတ်ရက်အထူး special တွေကဲ့သို့တော်harden 행사를တဲ့ hardenဆိုတာ discountအနောက်က 행사ဆိုတာပွဲပြောချင်တာ discount ချတဲ့ပွဲတွေကိုတဲ့နောက်ကရောဆိုတာဖွင့်လှစ်ပြီးတော့ရောတာဖွင့်လှစ်တကားတွေပါဖွင့်ရင်လည်းအတူတူပဲသုံးတယ်နော်အဲ့တော့ရောဖွင့်လှစ်ပြီးတော့တဲ့ဆိုပြီးတော့နောက်ကရေးထားတာက식료품부터တဲ့အောက်မှာနော်식료품ဆိုတာစားတောက်ကုန်ပစ္စည်းတွေအစားအစာတွေကိုပြောချင်တာစားတောက်ကုန်ပစ္စည်းနောက်ကဘူထောဆိုတာမှားစာပြီးနော်စားတောက်ကုန်ပစ္စည်းတွေကနေစပြီးတော့생활용품까지 생활용품ဆိုတာဘဝနေထိုင်မှုအတွက်ပစ္စည်းတွေနော်အပေါ်က 생필품နဲ့အဓိပ္ပာယ်ဆင်တယ်ခေါင်းစဉ်မှာပါတယ် 생필품နဲ့အဓိပ္ပာယ်ဆင်တယ်နော်အဲ့တော့ 생활용품ဘဝနေထိုင်မှုပစ္စည်းတွေနောက်ကကာကြီးဆိုတာအထိနော်ဘဝနေထိုင်မှုသုံးဆောင်ပစ္စည်းတွေအထိတဲ့ဒါယန်ဟန်နဲ့နောက်ကဒါယန်ဟန်ဆိုတာမျိုးစုံသောနောက်က상품ဆိုတာပစ္စည်းတွေကိုတဲ့မျိုးစုံသောပစ္စည်းတွေကိုစာကဲဆိုတာဈေးချိုစွာစာတာဆိုတာဈေးချိုဒီအနောက်ကခဲရစွာဈေးချိုစွာနဲ့ဖမ်းမေဟာမြည်တာတဲ့အနောက်ကဖမ်းမေဟာတာဆိုတာရောင်းချသည်ရောင်းချပေးပါတယ်တဲ့အဲ့ဒါကြောင့်ပြန်ပြောမယ်နော်대형마트에서는 슈퍼마켓အကြီးတွေမှာတော့ဂျုံတခါတရံ
နော်1 + 1သို့မဟုတ်2 + 1နော်တစ်ခုဝယ်တစ်ခုလက်ဆောင်သို့မဟုတ်နှစ်ခုဝယ်တစ်ခုရမယ်စသဖြင့်တိုးနှံပြီးတော့ဂျူမာတစ်ကာဝါဆိုတာနော်ဒီပိတ်ရက်ဒီအထူး special ဒီဝါကထန်းဆိုတာကဲ့သို့တော့အဲ့လိုတွေကဲ့သို့တော့ Haren 행사를 discount ချတဲ့ပွဲတွေကိုရောတော့ဖွင့်လှစ်ပြီးတော့식료품부터 사다 공ပစ္စည်းတွေကနေစပြီးတော့생활용품까지လူနေမှုဘဝပစ္စည်းတွေအထိအသုံးဆောင်ပစ္စည်းတွေအထိ다양한 상품을မျိုးစုံသောပစ္စည်းတွေကို사게 판매합니다. ဈေးချိုစွာနဲ့ရောင်းချပေးပါတယ်တဲ့နောက်တစ်ကြောင်းက마트ဆိုတာမတ်ကိုပြောတာเนาะစူပါမားကတ်ကိုပြောတာစူပါမားကတ်မှာတဲ့နာနူရောဂျူနန်နဲ့နောက်ကနာနူတာဆိုတာဝေပေးတာ share ပေးတာအဲ့လိုနောက်ကဂျူတာဆိုတာပေးတာနာနူရောဂျူနန်ဆိုတော့မျှဝေပေးတဲ့เนาะတနည်းအားဖြင့်ဖြန့်ဝေပေးတဲ့ပြောလို့ရတယ်ပြန်ပြောမယ်เนาะ마트 에서 슈퍼마켓ဒီမှာနာနူရောဂျူနန်မျှဝေပေးတဲ့သူ့ရဲ့အောက်ကကြောင်းဆက်ကြည့်မယ်ဂျွန်ဒန်ဂျီရဂျွန်ဒန်ဂျီဆိုတာ flyer မြန်မာလိုပြောမယ်ဆိုရင်လက်ကမ်းစာဆောင်တွေသိမယ်เนาะအဲ့လိုဟာတွေကိုပြောတာအဲ့တော့ဂျွန်ဒန်ဂျီရဂျွန်ဒန်ဂျီဆိုတာလက်ကမ်းစာဆောင် sorry နောက်ကရက grammar တွဲရက်လာမယ်เนาะရူထုံးငယ်နဲ့တွေ့လားမသိဘူးเนาะနောက်မှာရူထုံးငယ်ဆိုတာမှတဆင့်လို့ဘာသာပြန်မယ်အဲ့တော့ပေါင်းလိုက်မယ်ဂျွန်ဒန်ဂျီရူထုံးငယ်ဆိုရင်လက်ကမ်းစာဆောင်တွေကနေတဆင့်လို့ဘာသာပြန်မယ်နောက်ကHaren 상품 Harenဆိုတာ discount 상품ဆိုတာပစ္စည်းပြောချင်တာ discount ချတဲ့ပစ္စည်းအနောက်ကမိတဲ့မအီချတဲ့မိရဲ့အဓိပ္ပာယ်ကနေလို့အဓိပ္ပာယ်ရတယ် discount ချတဲ့ပစ္စည်းတွေနဲ့ Haren 금액เนาะ Harenဆိုတာ discount 금액ဆိုတာဒီငွေပမာဏကိုပြောတာ discount ချတဲ့ပြောချင်တာငွေပမာဏတွေပြီးနောက်တစ်ခုက추천 상품 추천ဆိုတာ recommended ပေးတာအကြံပေးတာကိုပြောချင်တာနောက်က sample ကပစ္စည်း recommend ပေးတဲ့ပစ္စည်းပြောချင်တာလက်ကမ်းစာဆောင်တွေမှာရေးထားမယ်ဒီပစ္စည်းကဘလို့ကောင်းပါတယ်ဘလို့ဝယ်ပါဘာတွေရပါတယ်စသဖြင့်ပေါ့နော်အဲ့ဒီလို recommend ပေးတာအကြံပေးတာကိုပြောချင်တာအဲ့လိုထောက်ခံချက်တနည်းအားဖြင့်အကြံပေးချက်ထောက်ခံချက်ပေးထားတဲ့ပစ္စည်းတွေနောက်ကဒင်းဆိုတာစသဖြင့်လို့အဓိပ္ပာယ်ရတယ်ဒင်းဆိုတာစသဖြင့်နောက်က Haren 행사ရဲ့တဲ့ဟန် Haren ဆိုတာ discount 행사ဆိုတာပွဲ discount ချတဲ့ပွဲနောက်ကအဲတဲ့ဟန်ဆိုတာပတ်သက်တဲ့ discount ချတဲ့ပွဲတွေနဲ့ပတ်သက်တဲ့정보ဆိုတာသတင်းချက်လက်တွေကိုတဲ့နောက်တစ်ချောင်းက order 수 있습니다 orderဆိုတာလက်ခံရရှိတာကိုပြောတာနောက်ကစုဤရဲ့အဓိပ္ပာယ်ကနိုင်တာပေါင်းလိုက်ရင် order 수 있습니다ဆိုရင်ရရှိနိုင်ပါတယ်လို့ဘာသာပြန်မယ် order ရရှိတဲ့စုဤရနိုင်တယ်ရမယ်နော်ဒီ grammar တွေကသင်တော့မသင်ရသေးဘူးနောက်ခန်းနေမှာသင်ရမှာဆိုတော့ဒီတိုင်းပဲမှတ်ထားလိုက်နော်အဲ့တော့အဲ့နောက်ဆုံးအကြောင်းကိုပြန်ပြောမယ်အဲ့နောက်တစ်ကြောင်းဒုတိယအကြောင်းရဲ့အလယ်နားမှာစတယ်နော်마트 에서နော်ကုန်တိုက်တွေမှာတနည်းအားဖြင့်စူပါမားကတ်တွေမှာနာနူရောဂျင်ဂျူနန်မျှဝေပေးတဲ့ဂျွန်ဒန်ဂျီရထုံးတဲ့လက်ကမ်းစာဆောင်တွေကနေတဆင့်ဟာရင်ဆန်ဖုန်မီနော် discount ချတဲ့ပစ္စည်းတွေနဲ့ဟာရင်ကင်မဲ့discount ချတဲ့ငွေသားပမာဏတွေပြီးနောက်추천 상품 등 recommend ပေးတဲ့တနည်းအားဖြင့်ထောက်ခံချက်ပေးထားတဲ့ပစ္စည်းတွေနောက်က ding ဆိုတာစသဖြင့် Haren 행사ရဲ့တဲ့ဟန် discount ချတဲ့ပွဲတွေနဲ့ပတ်သက်တဲ့정보를သတင်းချက်လက်တွေကို order 수 있습니다ရရှိနိုင်ပါတယ်ပြောချင်တာအဲ့ဒီကုန်တိုက်တွေမှာလက်ကမ်းစာဆောင်တွေဝေမယ်အဲ့လက်ကမ်းစာဆောင်တွေဖတ်ရင်ဘယ်ပစ္စည်း discount ချတယ်ဘယ်လောက်ချနေတယ်နော်ဘယ်လိုပစ္စည်းတွေကဝယ်ရမယ်ကောင်းတယ်စသဖြင့်ဒီလိုဟာတွေကိုသိနိုင်တယ်လို့ပြောချင်တာအဲဆိုပထမပိုက်ကိုနားလည်မယ်ထင်တယ်နော်အဲဆိုရင်သူ့ရဲ့အောက်ကအင်္ဂလိပ်စာပိုက်လေးကိုကြော်သွားမယ်ပြီးနောက်ဒုတိယတစ်ပိုက်ဖြစ်တဲ့ကိုရီးယားစာပိုက်လေးကိုသွားမယ်နော်အဲဒုတိယကိုရီးယားစာပိုက်မှာရေးထားတာက online shopping mall ထုံးငယ်စောတူတွေ့မယ်နော်အမှထိတ်ဆုံးကရေးထားတဲ့ online ဆိုတာ online ကိုပြောတာပါအင်္ဂလိပ်လို online သူ့ရဲ့နောက်က shopping mall ဆိုတာ shopping mall ကိုပြောတာပါအနောက်က ထုံးငယ်ဆိုတာမှတ်တဆင့်ထုံးငယ်ဆိုတာမှတ်တဆင့် online shopping mall ထုံးငယ်ဆိုတော့ online shopping mall ကနေတဆင့်အနောက်ကဒိုဆိုတာလဲပဲတဲ့စိန်ဖီဖုံမလနော်ဒီပေါ့လူနေမှုဘဝပစ္စည်းတွေကိုတဲ့စာကဲစွာဈေးချိုစွာဂူမဲဟာဆွေစနေတာဂူမဲဟာတာဆိုတာဝယ်ယူသည်အနောက်ကစူအီယာနိုင်တယ်ပေါင်းလိုက်တော့ဝယ်ယူနိုင်ပါတယ်တဲ့ပြန်ပြောမယ်နော်
online shopping mall တို့ထုံးငယ်ဆိုတော့ online shopping mall တွေကနေတဆင့်လေ same people ဒူနေမှုဘဝပစ္စည်းတွေကိုစာကဲဈေးချိုစွာဂူမဲဟာဆွေးစမီတာဝယ်ယူနိုင်ပါတယ်online shopping mall ဆိုတာ online ပေါ်ကနေဈေးရောင်းတာကိုပြောတာเนาะ online ပေါ်မှာကိုယ့်ရဲ့ပစ္စည်းတွေကိုတင်ပြီးတော့မှရောင်းတာကိုပြောချင်တာဟုတ်ပြီနောက်တစ်ကြောင်းက online shopping mall တဲ့ဆိုတော့တဲ့ online shopping mall တွေမှာတော့တဲ့သူရဲ့နောက်မှာ junky jog လို့ပုံမှန်အားဖြင့် junky jog ဆိုတာပုံမှန်အားဖြင့်ပေါ့နော်ပုံမှန်အားဖြင့်တဲ့ Haren ဟင်းစာတွေ Haren discount ဟင်းစာဆိုတာပွဲခန်းသားတွေ discount ပွဲခန်းသားတွေကိုဟာကောနာလောက်တာပဲဖြစ်ဖြစ်နောက်ကဂေါနာဆိုတာဖြစ်ဖြစ်ဟာဂေါနာလောက်တာပဲဖြစ်ဖြစ် Haren coupon တွေ Haren ဆိုတာ discount အနောက်ကကူဖုန်းဆိုတာကူပွန်ပြောချင်တာ discount ကူပွန်ပေါ့နော် discount ကူပွန်ကိုတဲ့နောက်ကဂျဲကုန်းငါမိသားဆိုတာပေးတာကိုပြောချင်တာပဲသူများတွေကိုတခုခုအလကားပေးတဲ့အခါမျိုးတခုခုအလှူဒန်းလုပ်တယ်လို့မျိုးပေါ့နော်အဲ့လိုပေးတာမျိုးတွေကိုဂျဲကုန်းငါတာနဲ့သုံးတယ်ထောက်ပံ့ပေးတယ်စသဖြင့်ဒါမျိုးတွေသုံးလို့ရတယ်ပေါ့နော်အဲ့ဒုတိယအကြောင်းပြန်ပြောမယ်နော် online shopping mall တွေဆိုတော့ online shopping mall တွေမှာတော့ junky jog ကိုပုံမှန်အဖြစ် Haren ဟင်းစာရဟာကောနာ discount ချတဲ့ပွဲတွေလောက်တာပဲဖြစ်ဖြစ် Haren coupon တွေ discount coupon တွေကိုဂျေကုန်းကမိတာပေးဝေပါတယ်တဲ့နောက်တစ်ချောင်းပြောမယ်နောက်တစ်ချောင်းက ဒီအရာကို ဆိုတာဒီနော် ဆိုတာကိုဒီအရာတွေကိုတဲ့ဟွားလျုံငါရောပြန်လဲအသုံးပြုပြီးတော့ဟွားလျုံငါတာဆိုတာပြန်လဲအသုံးချတာပြန်လဲအသုံးပြုတာဒီအရာကိုပြန်လဲအသုံးပြုပြီးတော့တဲ့တစ်ကြောင်းဆောင်ဖုံးတစ်ကြောင်းဆိုတာထူးခြားတာကိုပြောချင်တာပဲเนาะတစ်ကြောင်းဆောင်ဖုံးဆိုတော့ထူးခြားတဲ့ပစ္စည်းဆိုတာဘာကိုပြောချင်တာလဲဆိုတော့အဲ့ဒီ site အဲ့ဒီ shopping mall မှာပစ္စည်းတွေတော့အများကြီးရောင်းလိမ့်မယ်အဲ့ထဲမှာတချို့ပစ္စည်းတစ်ခုနှစ်ခုသုံးခုတွေကိုဈေးလျှော့ပြီးရောင်းတာအကုန်လုံးဈေးလျှော့တာမဟုတ်ရင်တော့မှအဲ့ထဲက 4-5 ခုကိုလျှော့ရောင်းလေးရှိတာမျိုးအဲ့လိုပစ္စည်းတွေကိုဒီထူးခြားတဲ့ပစ္စည်း special item တွေပေါ့เนาะပြောချင်တာအဲ့တော့ဒီဟာတွေကိုတဲ့ဟွားလျောင်းငါရောအသုံးချပြီးတော့တစ်ကြောင်းဆောင်ဖုံးဒီအထူးခြားတဲ့ပစ္စည်းတွေကိုစာကဲဈေးချိုစွာဂူမဲဟာကောနာဂူမဲဟာတာကဝယ်ယူသည်နောက်ကကောနာဖြစ်ဝယ်ယူတာပဲဖြစ်နောက်ကချူဂါဟာရင်ချူဂါဆိုတာထပ်တိုးတာနော်ထပ်တိုးတာနောက်ကဟာရင်ဆိုတာ discount ပြောချင်တာထပ်တိုး discount တွေကိုဘတ်ဒလ်ဆူစမီတာရရှိနိုင်ပါတယ်တဲ့ဘတ်တာဆိုတာရရှိသည်ဆူအီရနိုင်တယ်ပေါင်းလိုက်တော့ရရှိနိုင်ပါတယ်တဲ့အဲ့ဒါဆိုရင်ဒီဒုတိယပိုက်လေးလည်းနားလည်မယ်ထင်တယ်နော်အဲ့ဒါဆိုရင်တတိယအပိုက်ကလေးကိုသွားကြရအောင်